အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြပေးမယ့်ကားလေးကတော့16ပေရှည်လေးရမှန်ပီရန်လေးနဲ့ကားချောလေးဖြစ်ပါတယ်ကားရဲ့ပတ်ပတ်လေးကိုတစ်ချက်ပြပေးပါမယ်ဒီကောင်လေးကတော့ကျွန်တော်တို့အနက်လည်းမဟုတ်နီညူရောင်လည်းမဟုတ်သူကနေရောင်ထဲမှာဆိုရင်အရောင်တစ်မျိုးပြောင်းပါတယ်ပြီးတော့ကျွန်တော်တို့ညဘက်ဆိုရင်အရောင်အနက်ရောင်လေးဖြစ်ပါတယ်ကာလာရှိတ်ကားချောလေးဖြစ်ပါတယ်ပြီးတော့အင်ဂျင်လေးကဒီကောင်180ပြည့်ရဲ့အကြီးနဲ့ဖြစ်ပါတယ်ဒါလေးကတော့ကားရဲ့ညဘက်ချမ်းလေးပါဒီကောင်လေးကလည်းအလူမီနီယမ်ဘော်ဒီလေးနဲ့ပါကားရဲ့အတွင်းကလေးကိုတစ်ချက်ပြပေးပါမယ်ဒါလေးကတော့ကားရဲ့အတွင်းကလေးပါdashboard တွေရောသူ့နေရာနဲ့တူပါပဲခင်ဗျာပေါက်တာပြဲတာဖားထားတာဘာမှမရှိပါဘူးပြီးတော့ဒီကောင်လေးကအပေါ်မှာလည်းညနေချက်ကိုလုံးဝအလန်းလေးလှုပ်ထားပါတယ်ခင်ဗျာဒီကောင်လေးရဲ့ကြောကကတစ်ချမ်းပဲပါပါတယ်ထိုင်ကုန်ကူရှင်လေးကဒီကောင်အတစ်ကလေးနဲ့ရမှာပါကူရှင်ချုပ်ထားပါတယ်ခင်ဗျာကားရဲ့ဘယ်ဘက်ချမ်းအတွင်းကန်းလေးကိုတစ်ချက်ပြပေးပါမယ်ဒါလေးကတော့ဘယ်ဘက်ချမ်းအတွင်းကန်းလေးပါဒီကောင်လေးကအကုန်လုပ်ပြီးကင်ပြီးလက်တင်မောင်း PC လောက်ပေးထားပါတယ်ဒါလေးကတော့သူ့ရဲ့တကားဝင်လေးပါအော်ချိတ်အော်ရီအော်သွေးနဲ့ဘာမှပြောင်းထားဆက်ထားမရှိပါဘူးဒီကောင်လေးကတော့သူ့ရဲ့တကားချက်စီလေးပါဗျာလုံးဝနေအောင်ထဲမှာဆိုနေညူအောင်လေးနဲ့တန်းပြီးတော့လှနေပါတယ်ကုန်းအတူတူပါပဲချက်စီကဘာဆိုဘာမှလွဲတာပြတာမရှိပါဘူးဒါလေးကတော့သူ့ရဲ့ frame ချက်စီလေးပါဗျာ83 divine လေးနဲ့ထွက်ပါတယ်ရှည်လေးအမှန်လေးနဲ့ပါအဲ့တော့သူ့ရဲ့ aluminum body လေးပါဗျာ body ဟိုကနှခမ်းရွယ်လေးနဲ့လုံးဝအတောင်းစင်လေးပါဗျာဒီကောင်လေးကခါစားဘူးလဲထိုင်ပြီးသားပါလေဦးရောခါစားဘူးပါပြီးသားပါဗျာလုံးဝ frame လုံးဝမပူရသေးပါဘူး frame မပူရသေးတာကြိုက်တဲ့မိတ်ဆွေကြီးများအတွက်ကတော့ကွက်တီပါပဲဗျာ frame လည်းလုံးဝမပူရသေးပါဘူးခါစားဘူးလဲထိုင်ပြီးသားပါဒီကောင်လေးကရှည်လေးအမှန်လေးနဲ့ဆိုတော့ original လာတဲ့ရှည်လေးအမှန်ရှင်းနဲ့ရှစ်ပေါက်လေးနဲ့ဖြစ်ပါတယ်ဝိုင်းနန်းလို့လည်းခေါ်ကြပါတယ်ဗျာဒီကောင်လေးကသူ့ရဲ့နောက်တစ်ကပိတ်လေးပေါ့လုံးဝအတောင်းစင်လေးပါဗျာမိတ်ဆွေတို့ပါဆိုဘာမှထည့်ရမလို့ပါဘူးတစ်ချက်ဖူးကိုထည့်ရမလို့ပါဘူးဗျာဒီကောင်လေးကဝိုင်းနန်းရှည်လေးအမှန်ဆိုတော့အော်ခွာလေးနဲ့ပါပဲခင်ဗျာဒါတော့သူ့ရဲ့စက်ရုပ်အောက်လေးတွေပါဖူးကားတွေရောပါတွေရောအကုန်လုတ်ပြီးကင်ပြီးပါဗျာဒါသူ့ရဲ့အင်ဂျင်လေးပါအော်ရီအော်သွေးအင်ဂျင်လေးကိုဝင်းနေရပဲဒီကောင်လေးကလည်းအင်ဂျင်ပီ180လေးနဲ့ပါဗျာအင်ဂျင်ပီ180ဖြစ်တဲ့အစိမ်းအောင်လေးပါပါတယ်ခင်ဗျာဝိုက်ကူလာလည်းအထောင်းနဲ့ပါဗျာအင်ဂျင်ရဲ့ညာဘက်အချမ်းလေးပါခင်ဗျာဒါသူ့ရဲ့ရွှေအောင်အော်ရီအော်သွေးလေးလည်းတန်းနေပါတယ်ခင်ဗျာပါဆိုပါမဟုတ်ဖြတ်ထားဆက်ထားတာဘာမှမရှိပါဘူးဗျာဒီကောင်လေးကလည်း air cleaner အထောင်လေးနဲ့ပါပဲဗျာအင်ဂျင်180ဆိုတော့ air cleaner အထောင်လေးနဲ့ပါဗျာလုံးဝအင်ဂျင်လည်းဝင်ဤနေရပါပဲခင်ဗျာကျုပ်အောက်တွေရောဘာမှဆွေးတာပြူတာမရှိပါဘူးဗျာအဲ့နဲ့ပတ်သက်လို့အသေးစိတ်ထပ်ပြီးသိချင်မေးမြန်းလို့ပါကကျွန်တော်ရဲ့ Facebook page မှာလည်းမေးလို့ရပါတယ်TikTok CV နဲ့လာရောက်မေးမြန်းလို့ရပါတယ်ဒါမှမဟုတ်ဖုန်းဆက်ပြီးလည်းမေးလို့ရပါတယ် Viber အနေနဲ့မေးလို့ရပါတယ်ဆက်ပြရမယ့်ဖုန်းနံပါတ်လေးကတော့9689594666ဖြစ်ပါတယ်ခင်ဗျာအခြားသော12 14 16 21ပေထိကားများကိုတနေရာထဲမှာစုံလင်ကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့လမ်းလိပ်စာလေးကတော့88ရန်မန်းလန်းဟောင်းရန်ကုန်မလေးဝိုင်းဘက်အရှိပါပေါ့ဗျာခွန်တောင်းကားဝင်လမ်းတက်တောင်းပါကြည့်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ